Wait, do not skip this video. I will show you more easy way video edit to use TikTok. Okay? ဝိုင်းပြထားတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ video edit အလွယ်လုပ်လို့ရပါတယ်။အဲ့ဒီမှာ post နဲ့ create နှစ်မျိုးတွေ့မယ်။အားလုံးသိတဲ့အတိုင်းပဲ post ကတော့ပုံရိုက်ပြီးတော့တင်တာပါ။အခုဆိုရင် update အနေနဲ့တစ်ချက်မှထည့်သုံးလို့ရနေပါပြီ။ကဲ create ကိုနှိပ်လိုက်တဲ့အခါမှာတော့အခုလိုမျိုးတွေ့ရမယ်။ new video ကိုနှိပ်ပြီးတော့ video တွေစတင်ဖန်တီးလို့ရပါပြီ။အဲ့လိုမှမဟုတ်ဘဲနဲ့အောက်မှာပြထားတဲ့ဖန်တီးပြီးသား template တွေကိုသုံးပြီးတော့လည်း video အလွယ်ဖန်တီးလို့ရပါတယ်။ new video တွေဝင်လိုက်လို့ရှိရင်ကိုရိုက်ထားတဲ့ video တွေကိုတွေ့လိမ့်မယ်။အဲ့ဒီမှာ update လုပ်ချင်တဲ့ video တွေကို select လုပ်ပြီးတော့ next ကိုနှိပ်ရုံပါပဲ။ပြီးသွားရင်တော့အခုလိုမျိုးကိုရွေးချယ်ထားတဲ့ video တွေပေါ်လာလိမ့်မယ်။အကယ်၍ဗီဒီယိုကရှည်နေတာမျိုးရှိရင်ကိုစိတ်ကြိုက်အတိုးအချုံလည်းလုပ်လို့ရတယ်။ကိုပြင်ချင်တဲ့ဗီဒီယိုကိုနှိပ်လိုက်ရင်အခုလိုအဖြူကွက်လေးပေါ်လာလိမ့်မယ်။ကိုမလိုချင်တဲ့အပိုင်းတွေကိုရှေ့တိုးနောက်ဆုံးလုပ်ပြီးတော့ပြင်လို့ရတယ်။ကဲကိုစိတ်ကြိုက်ဗီဒီယိုတွေပြင်ပြီးသွားပြီဆိုရင်တော့အောက်က tools တွေကိုသုံးပြီးတော့ edit လုပ်ပြပါမယ်။ဗီဒီယိုနှိပ်လိုက်လို့ရှိရင်အခုလိုမျိုးအဖြူရောင်ကွက်လေးဖြစ်ပြီဆိုရင်တော့ပြင်လို့ရပါပြီ။ template ကဗီဒီယိုရဲ့အလယ်မှာကိုမလိုချင်တဲ့အပိုင်းရှိရင်ခွဲထုတ်ပြီးတော့ဖြတ်ဖြစ်တာ replace ကကြတော့အဲ့ဒီဗီဒီယိုကိုမကြိုက်လို့ရှိရင်တခြားဗီဒီယိုတစ်ခုနဲ့အစားထိုးတာ delete ကကြတော့အဲ့ဒီဗီဒီယိုကိုလုံးဝမသုံးတော့ဘူးဆိုရင်ဖြတ်ပလိုက်တာကိုဗီဒီယိုကိုနှိမ့်ချင်တယ်ဆိုလို့ရှိရင် speed ကိုသုံးပြီးတော့နှိမ့်လို့လည်းရတယ်လို့မြန်ချင်တဲ့အခါမှာလည်း speed ကိုသုံးပြီးလို့ရပါတယ် TikTok မှာ effect 2မျိုးရှိတယ် animation နဲ့ effect ဆိုတာရယ်animation ကိုသုံးပြီးတော့ကိုယ့်ရဲ့ဗီဒီယိုကိုရိုးရိုးကြီးမဟုတ်ဘဲနဲ့သူများနဲ့မတူအောင်လို့ဖန်တီးလို့ရပါတယ်။အဲ့ဒီမှာဗီဒီယိုအစရဲ့အဆုံးရဲ့တပြိုင်နဲ့အသုံးပြုတာရဲ့ဆိုပြီးတော့၃မျိုးပါပါတယ်။အင်္ဂါကြတော့ဗီဒီယိုအစပိုင်းကိုပြင်တာပါ။အောက်ကကြတော့ဗီဒီယိုအဆုံးသတ်ပိုင်းကိုပြင်တာပါ။အောက်မှာသူကဘားတန်းလေးတွေပေးထားတယ်။အင်ဆိုရင်အနီရောင်လေးနဲ့အောက်ဆိုရင်အပြာရောင်လေးနဲ့အဲ့ဒါလေးတွေကိုချိန်ညှိပြီးတော့ကိုလိုတလို့တိုးလျှော့လုပ်လို့ရတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကအစပိုင်းတက်တက်အဆုံးပိုင်းတက်တက်ကိုတီးတက်မပြင်းတော့ဘဲနဲ့တပြိုင်နဲ့သုံးချင်တဲ့အခါမှာဆိုရင်ကွန်ဘိုတန်းပြီးတော့သုံးလို့ရပါတယ် animation အကြောင်းပြီးသွားပြီဆိုရင်တော့ effect အကြောင်းရှင်းပြပေးပါမယ် effect တွေကတော့အများကြီးရှိပါတယ်ကိုကြိုက်တဲ့ effect ကိုကိုလိုတလိုပေါ့နော်စိတ်ကြိုက်သုံးပြုလို့ရတယ်ဗီဒီယိုနှိမ့်ချင်လားလှုပ်စီးလေးဖြစ်ချင်လားနောက်ပြီးတော့အကောင်ပုံလေးတွေတဲပုံလေးတွေအဲ့လိုမျိုးပေါ့ကြိုက်တဲ့ effect ကိုရွေးချယ်ပြီးသုံးလို့ရပါတယ်အဲ့ဒီမှာကိုကြိုက်တဲ့ effect တွေ့လို့ရှိရင်နောက်တစ်ခါထပ်ရှာစရာမလိုအောင်လို့ save ထားလို့လည်းရပါတယ်အခုပြထားတဲ့ effect လေးတွေက vlog ရိုက်တဲ့အခါမှာအသုံးဝင်ပါတယ်မရှင်းတာရှိခဲ့လို့ရှိရင် comment မှာမှန်ခဲ့နော်အခုလိုမျိုး video edit အလွယ်လုပ်နည်းလေးတွေတင်သွားပြီးမှမို့လို့ account လေးကို like and follow လုပ်ထားပေးပါနော်